တော့အားလုံးသောဒီ line ပေါ်မှာရှိတဲ့မိတ်ဆွေတင်ကအပေါင်းပထမဆုံးပြောချင်တာတော့အားလုံးကျမ်းမာချမ်းသာပြီးတော့လုပ်ငန်းကိန်းကဟောချုံမအောင်မြင်ကြပါစေကျွန်တော်ကတော့မိထလန်မြို့ကသမီးပညာရှင်ကြီးဥပခမောင်ညိုဒေါခင်စန်းကြီးရဲ့တူရီတော်သားတခင်တော့မင်းသားကြိုထေးစိန်လို့ခေါ်ပါတယ်ကျွန်တော်နာမည်ကကြိုထေးစိန်ပေါ့နော်ကျွန်တော်က9နှစ်သားလောက်ကလေးကဇက်ခုံမှာကလေးဇက်လိုက်ကနေပြီးတော့အဖေကရောင်ကျွန်တော်တို့ခေတ်ကရောင်တုံးကြီးလေရောင်တုံးလဲဆိုတော့ကျွန်တော်ရောင်တုံးထားပြီးတော့ကျွန်တော်စရု၄စင်းရတယ်အဲ့ကျွန်တော်ရောင်တုံးကြီးနဲ့ကျွန်တော်ကနောက်ပိုင်းမင်းသားအဖြစ်ကျွန်တော်ကပ်ပြခဲ့ရတယ်အဲ့တော့ကပ်ပြခဲ့ရတော့ကျွန်တော်တို့ကဘာလို့ကျွန်တော်အဖေပခန်းမောင်ရို့ဆိုတာမိလာမြို့မှာအစင်အဆက်ပထမဆုံးဘိုးချုပ်ကြီးဦးနေဝင်းတော်လိုင်းကောင်စီခက်မှာပထမဆုံးကျွန်တော်တို့မိလာမြို့ကတမျိုးတယောက်အနုပညာရှင်တွေတပင်ဟောပေါ့အဲ့တော့ဝါဂီနဲ့ဆိုပြီးဖွဲ့စည်းတယ်ပထမဆုံးဝါဂီနဲ့ဆိုပြီးဖွဲ့စည်းတယ်အဲ့ဝါဂီနဲ့ဆိုဖွဲ့စည်းတဲ့အခါမှာတမျိုးတယောက်နှုံးရန်ကုန်လာပြီးတော့အစည်းအဝေးမှာကျွန်တော်တို့တက်ရတယ်တက်တာကျွန်တော်အဖေတက်တာပါကျွန်တော်နောက်ကအဖေကိုလက်ဆွဲပြီးတော့လက်ဆွဲကလေးတယောက်နဲ့ကျွန်တော်မိတ်လန်မျိုးကနေရန်ကုန်ရောက်ခဲ့တယ်နောက်ကတော့မြင်းပြိုင်ခွင်းကြီးထဲမှာအစည်းအဝေးလုပ်တယ်ဟိုအောက်ဆုံးမှာကဒီလိုလေကားတွေအဆင်းလိုက်မှာဟိုအောက်ဆုံးမှာကဦးစိန်အောင်မင်းတို့ဦးရွှေမန်းတင်မောင်တို့ကျွန်တော်တို့လေကားအဆင်းနေပေါ့လေကျွန်တော်မိတ်လာ60ပေါ့အဲ့လိုကျွန်တော်တို့တက်ခဲ့ရတယ်အဲ့တော့တက်ခဲ့တော့ကျွန်တော်တို့ကအဲ့ဒီမှာပထမဦးဆုံးကျွန်တော်တို့ကမင်းသားမဖြစ်သေးဘူးကလေးပဲရှိသေးတာဟုတ်ကလေးဆိုတော့အမကျွန်တော်မိတ်လာမြို့မှာတော့အဲ့ဝါဂီနေကနေပြီးတော့မှပထမတပင်းကောင်းစီဒုတိယလာတယ်တပင်းကောင်းစီကနေလက်ရှိတော့တပင်းအစည်းအုံပေါ့အဲ့ဒီမှာကျွန်တော်ကအဖေလက်ဆွဲပြီးလိုက်ခဲ့ရတာပေါ့လိုက်ခဲ့တော့ကျွန်တော်တို့မင်းသားဘဝမှာအခုကျွန်တော်တို့ဇက်လောကမှာဖြစ်နေတာကျွန်တော်ဘာကူပြောချင်တာကြားနာမဟုတ်ဘူးကျွန်တော်ဘာကူပြောချင်တာလို့ဆိုတော့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာကကျွန်တော်တို့အဖို့တန်နဲ့တကယ်ကိုအင်မတန်စစ်မှန်တဲ့မြမအမှုပညာအဲ့ဒီအမှုပညာတွေနဲ့ပတ်သက်တာကိုမင်းသားလေးတွေတက်ကြတယ်ပေါ့တက်ကြတော့ဒီမင်းသားလေးတက်ကြတယ်ကလေးတွေကိုလည်းအစစ်အမှန်လေးကိုရသွားစေခြင်းနဲ့တကယ်အစစ်မှန်အမှုပညာလေးဟာတော်တော်တိမ်ခေါင်းပပြောက်ပုံပြီကျွန်တော်တို့ခင်မှာဆိုလို့ရှိရင်လူရှင်တော်လည်းလူရှင်တော်မင်းသားလည်းမင်းသားနော်အဲ့ဒါတွေကကျွန်တော်တို့ကလေပြေထိုးရတယ်ငါပဲခုနပြောတဲ့မင်းသားတခန်းနဲ့တခန်းနားလို့ရှိရင်ယတိကြတယ်ယတိဖြစ်တဲ့ပုဂ္ဂိုလ်ယတိလေးပြီးတငါကြတဲ့လူကတငါလေးပြီးအဲ့လူတွေထိုးရတယ်လို့ဆိုင်းနေကလည်းဇက်ဖို့ဆိုင်ရတတ်တာဗလာဆိုင်ရတတ်တာဗလာဆိုင်တီးတဲ့ဆိုင်နိုင်ဇက်ဖို့ကိုသူတို့မကျွမ်းကျင်ကြဘာဖြစ်လို့လဲကျွန်တော်ဇက်ဖို့မှာခုနပြောတဲ့လေပြေထိုးတဲ့တီးလုံးနေငိုချင်းမှလည်းအင်းအောင်ငိုချင်းနော်ရုံငိုချင်းခုနငိုချင်းမင်းသားချတဲ့ခါမှလည်းငိုချင်းမှ၄ပိုက်ရှိတာကို၄ချိုးနှစ်ပိုက်ရှိရင်ဒွေးချိုးနော်အဲ့ဒီလိုတွေကျွန်တော်တို့ငိုချင်းငိုရတာပေါ့အဲ့ဒီလိုတွေငိုချင်းငိုတဲ့ဥစ္စာတွေအနုပညာနဲ့ပတ်သက်တဲ့ဥစ္စာတွေကလေးတွေအားလုံးတချို့မသိသေးတဲ့လူတွေလည်းသိစေချင်တယ်ဘောင်းကျွန်တော်တက်ကလည်းအသက်80နဲ့နှစ်ကိုရောက်ပါပြီ80နဲ့နှစ်ကိုရောက်ပါပြီကျွန်တော်ဒီမိထလန်နဲ့ပြောပွဲနဲ့ရမီးသေးနဲ့အထိအောင်ကျွန်တော်ခြေဖြတ်ပြီးကခဲ့တယ်လေကခဲ့တော့အခုတော့ကျွန်တော်မကတော့ပါဘူးကျွန်တော်အဲ့ဒီမှာကခဲ့တော့ကျွန်တော်ကပထမကျွန်တော်အဖေကကျွန်တော်အသက်18နှစ်မှာဆုံးသွားတယ်ကျွန်တော်အသက်18နှစ်မှာဆုံးသွားကျွန်တော်ကခုနကလီလိုရေးတက်ကြိုးပေါ့အဖေမရှိတဲ့အခါမှာ18နှစ်ကနေကျွန်တော်18နှစ်ကျတော့မန္တလေးမှာရှိတဲ့စက်တာပကြီးဆွဲတဲ့စက်တာဥပယင်ကြီးကနေချိတ်ဆက်ပြီးတော့ရှင်မန်းကျော်အောင်ရဲ့ဇနီးလို့ချစ်စနူးဆန်းဆန်းသူ့မောင်ကဘာလဲစိတ်မြအောင်သူထောင်တဲ့ဇက်မှာကျွန်တော်ကမန္တလေး39လမ်းလက်ချိတ်တန်းမှာကျွန်တော်မင်းသားဖြစ်ကြရတယ်မင်းသားဖြစ်ကြတယ်ကျွန်တော်တစ်နှစ်ပါပဲကျွန်တော်မင်းသားဖြစ်ကြတယ်အဲ့တုန်းကတော့ကျွန်တော်တို့ဒီ39လမ်းလက်ချိတ်တန်းမှာကျွန်တော်နဲ့မြင်းချင်းဆိုင်ကဇက်ဆရာဦးကျော်စောနော်အဲ့ဒီလိုတွေကျွန်တော်ရဲ့ဘဝလေးကလို့ဖြတ်တန်းခဲ့ရတယ်နောက်ကျွန်တော်အဲ့ဒီကနေပြန်လာပြီးတော့ကျွန်တော်6မှာဥက္ကပါတီထော်ပကိုကြီးနဲ့ကျွန်တော်ဥက္ကပါတီရဲ့လက်ထောက်အဖြစ်ဇက်မှာပြဇက်ကောနောက်ပိုင်းကတာဝန်ခံပြီးကျွန်တော်ကခဲ့ရတာပေါ့အဲ့တော့ထားပါတော့လေကျွန်တော်ပြောပြရတာကအဲ့တော့အဖို့တန်တဲ့စာတွေခုခေတ်ကလေခုနကပြောနိပညာတွေကပြန့်သွားပြီကျွန်တော်တို့ကနိပညာမရှိဘူးနိပညာမရှိတော့မီးမှလည်းမီးမို့လို့ကားနောက်က decoration ပေါ့လေနောက်ခံ background နေလည်းခုလို project တွေပိုင်းမရှိဘူးကြောင့်မလို့ကျွန်တော်စကားနဲ့တည်ဖို့ပါစကားနဲ့တည်ဖို့တော့ဥပမာပြောလို့ရှိရင်ကျွန်တော်အင်္ဂုလိမာလာမှာဆိုရင်လည်းအင်္ဂုလိမာလာဇာတုမှာဆိုရင်လည်းအင်္ဂုလိဇာတုမှာလူရှင်တော်နှစ်ယောက်ပေါ့
သူကတငါနေရကြတယ်တငါနေရလေကြတဲ့ခါမှာတငါလေးပြီးသူတို့နှစ်ယောက်ကဘာပြောလဲဟာတကယ်ချင်းမင်းငါးရီရရင်လားကွာငါတို့မရဘူးကွာငါးရီကလည်းမင်းဘဲရမလဲမင်းအင်္ဂလိပ်မှာလာလက်ညှိုးဖြတ်နေတယ်လို့လုပ်နေတာဟုတ်ဘယ်တကောင်ရလည်းမင်းကြောက်ပြားပေါ်တင်းငှက်ကချီနော်ကြီးရချီနဲ့နော်ဘယ်လိုလုပ်ပြီးဒီလက်ညှိုးတွေကဒီငါးရီရပါမလဲဒါပြင်ဘယ်လိုတော့မှာဟာငါးလေးတွေကိုမင်းစနီးလေးကိုဂျိုးလေးနဲ့တီးပြီးမင်းလဲပြီးမဆွဲမင်းအဲ့လိုတွေ့ပြီးတိတ်ထိုင်ရင်မင်းညာနေကြတော့ရတာပေါ့ကွာအင်္ဂလိပ်မှာလာလည်းသူတို့လက်ညှိုးဖြတ်မလို့တစ်ပြန်နေချောင်းနေတာသူတို့နှစ်ယောက်ကငါ့ရဲ့ဆရာပဲဆိုပြီးတော့မှအဲ့ဥစ္စာတွေကိုနောက်ကြတော့အင်္ဂလိပ်မှာလာလက်ညှိုးဖြတ်လို့ရှိရင်လက်ညှိုးကိုနှီးနဲ့ကျိုးနဲ့ချီပြီးလို့လဲပြီးတော့ဆွဲထားတယ်ပေါ့လေအဲ့တော့အဲ့ဒီမှာကဲတကယ်ချင်းမိုးနဲ့ချုပ်ပြီးကွာနားကြရအောင်သူတငါတွေဆိုကျွန်တော်တို့ခေတ်ကဘာဖြစ်လို့ပွဲကြီးတဲ့ပြိတ္တကလည်းအလေရန်တို့တငယ်ရန်တို့အဲ့လိုခုနပြောတဲ့ဖုံးကျွန်တော်တို့ဖုံးကြီးစာတွေပေါ့ဖုံးကြီးကျောင်းကစာတွေကိုတက်ကြတယ်တက်ကြတော့ခုနကျွန်တော်အငယ်ရန်အောင်တဲ့လူရှိတယ်အလှတန်းအောင်တဲ့လူရှိတယ်အဲ့တော့ပါဠိပါတာတွေကိုသူကပြိတ္တကလည်းနားလေတယ်နားလေတော့အပေါ်ကပြောတဲ့ပုဂ္ဂိုလ်ရဲ့စကားတွေကိုလည်းနားလေတယ်နားလေတော့ဘာဖြစ်လို့အပေါ်ကကဲတကယ်ချင်းနားကြအောင်ဆိုအဲ့လေးပြေထိုးတယ်လို့ခေါ်တယ်တငါလေးပြေပေါ့တငါလို့တော့တငါလေးပြေပေါ့ကဲတငါလို့တော့ကဲတကယ်ချင်းနားရအောင်ရာစုစားတော့ဓာတ်ချောင်းနဲ့ငါးကောင်ခုတ်ဖြတ်ခုခေတ်ကရာစုဆိုလည်းမသိတော့နော်ရာစုစားတော့ဓာတ်ချောင်းနဲ့ငါးကောင်ခုတ်ဖြတ်ငပိတမျိုးစာမိယိုးဖလာကတငါစရိုက်နော်မက်ကွန်တမျိုးလက်ထုံယူကိုးလံပိုင်နဲ့လေဆိုင်ရင်မြောက်တောင်မျိုးပြီးကြောက်ဆောင်မောမြုံထွက်ပြီးချမိပါပေါ့အမြုံဆိုလည်းသူခုခေတ်ကကလေးတွေကမသိဘူး3ရက်လာလေးလည်းခေါင်းရည်ဆိုတော့မယ်နော်ဒါဇန်3ရက်လာစု3ရက်ပေါ့လေဒါအောက်ပြည့်လူတွေတို့သိကြပါတယ်တောင်းကြီးလက်တာပေါ့လေနားချင်းပြီးတော့လက်တာပြင်းဆိုတာလေခုခေတ်ကလေးကမသိတော့ကျွန်တော်အညာသားကတော့ပုံမသိတာပေါ့ဗျာတောင်းကြီးလက်တာပေါ့လေနားချင်းပြီးအောင်မြေသားဆန်းဆိုတဲ့အနေထားတစ်ချင်းနဲ့ကိုက်တငယ်ချင်းငထွေများရင်ဆိုင်းရအောင်ဆိုပေါ့ဆိုင်းကပို့ကြီးတဲ့တူတဲ့တော့အဲ့ဒီလိုလေးပြတတ်ထိုနည်းတူပဲကျွန်တော်တို့မင်းသားပြုတ်ပွားဖြစ်တဲ့ကံမှာလေမင်းသားဖြစ်တဲ့ကံမှာပြည်တော်ပြန်ဆိုရင်လေနော်မောင်မင်းများနော်ငါကိုတော်ရှင်များမှာဖြစ်စီတီနဲ့ခေအိုင်နိုင်ငံနဲ့တကွာအုပ်စိုးတော်မူသောသာသနာတိုင်ကမဟာဧကရေမင်းမြတ်ကြီးရဲ့သားတော်လို့တောင်းပြင်းကကြီးညာကျော်တိစားတော်နေညာတယ်မလားမောင်မင်းရဲ့မင်းသားတော့လူချုံတွေထောက်တာပေါ့မမဗျာခမဲတော်များလောကနာကတိုက်ပြီးလေငယ်ဆရာနီးပြီးသိနှုတ်တဲ့ထင်သောကြောင့်တက္ကတိလန်သားပေါင်းခန့်တဲ့ဆရာထံနေသိရင်နဲ့သူနီးခံစီလို့မဆိုင်မနေတိုက်ပြီးကထွက်ခွာလာရခုတော့3နှစ်ကလည်း4နှစ်ကျူးပြည်ဦးလည်းမဆက်ရောက်ကြသေးဘူးမောင်မင်းဒီလိုလေးတွေပြည်တော်ပြန်မှလည်းအဲ့လိုပြောရဟောတက်ချီပြန်တော့လေမင်းသားတက်ချီတော့ဟဲ့မောင်မင်းတို့တက်ချီမယ်ဒါတက်ချီစားသားကြီးရန်လိုလင်းအမောင်ပဲတောက်ဝင်ရတန်ကိုကြမဆောင်ချိန်ဝါတို့အစင်းကဆန်းကမြူကြမယ်ဟဲ့ဘိုးရဲကောင်တို့ဟောမှန်ပါပေါ့အမြင့်သဘောညီစစ်သဘောကြည့်မယ်ဖြစ်ကော်ပဏီမပြက်အပေါင်းရမသိအောင်ဒေါင်းလန်ကြီးက4စင်းထွက်တဲ့ဆန်းကွာအမဖျားထွက်ပြီးသားပါဗျာရှင်မင်းအဆက်ငွေသားခမောက်ရွှေသားမောက်သူတို့ကမင်းလားမင်းကောင်းဒီလိုစာရီရွတ်ခဲ့ရတယ်ဒီလိုစာရီရွတ်ဖို့အတွက်ကျွန်တော်တို့ကမာဂဒေဝဇိနာထပကာသနီဓမ္မဗရနော်အဲ့ဒါတွေကိုလည်းကျွန်တော်ဖတ်ရတယ်နော်အဲ့ဒါဖတ်တာဖိုင်ဝမကောက်ဘူးအလွတ်ကြရတာကျွန်တော်လောကနီးဆိုရင်ကျွန်တော်ပုတ်တော်ဝါဒကျွန်တော်ရတယ်နောက်တစ်ခါမာဂဒီမှာတည်းမှလည်းပုတ်တော်ဝါဒတွေကျွန်တော်ရတယ်အဲ့ဒါတွေကိုအလွတ်ရတယ်လေရအောင်ချက်ခဲ့ရတယ်ကျွန်တော်တို့ကအတန်ကျွန်တော်တို့ကဆိုးနေအောင်ကျွန်တော်တို့မှာရှက်ခင်ဒီအတန်ရှက်ခင်လေးကကျွန်တော်တို့ကအတန်လိုင်းရရင်ကျွန်တော်တို့ကအတန်ဝင်တယ်ကောင်းပြီအိုးထဲမှာကျွန်တော်တို့မှာမျက်လုံးမြူးမဲ့ဆန်ပြောင်းအဝတ်နဲ့ဆုပ်ပြီးတော့အိုးနှခမ်းမှာအဝတ်ပတ်ပြီးတော့ကျွန်ကုန်းအော်ပါကျွန်တော်တို့မှာနော်အတန်လေးလုံးပါတယ်တော့မင်းသားမှာအောင်မြင်မှုအချက်5ချက်ပြည့်စုံမှာအောင်မြင်မယ်မင်းသားရုပ်ကလေးကလည်းအတင်းလေးရှိရမယ်အရာမောင်းလေးကလည်းမရှိမဘူးပေါ့အဲ့လိုလေးရှိရမယ်နောက်တစ်ခါအကလေးကလည်းအတင်းလေးရှိရမယ်နောက်တစ်ခါစာပေပရိယတ်ဒီပြောရင်လည်းအပြောလေးကလည်းအတင်းလေးရှိရမယ်နော်အဲ့ထက်မှစမ်းလေးရှိမှအောင်မြင်တယ်ဒါမှကျွန်တော်ကမအောင်မြင်ဘာလို့မအောင်မြင်လဲကျွန်တော်အတန်မရှိဘူးမျိုးလည်းဆိုင်တာပေါ့နော်ဘာဖြစ်လို့ကျွန်တော်တို့ကဒီအတန်အိုးရှိတယ်လေဒီအတန်အိုးကမျိုးမှာအတန်အိုးကောင်းတဲ့ပုံကိုကြတော့တို့မျိုးကကိုနော်အကုန်လုံးအတန်ကောင်းကြကျွန်တော်အတန်မကောင်းတညာကပြည့်အတန်မနဲ့ကျွန်တော်ရင်းထဲမှာတတ်ထားတဲ့ပညာတွေစာတွေပေတွေပရိခံတွေကျွန်တော်ဘယ်လိုပြောချင်ပြောလို့မရအဲ့တော့ပြောချင်တာက
မင်းသားလေးတွေမှာတခုကစမ်းကောင်းနေဒါမဲ့အားလုံးကတော့ခုနစာပေပရိဘာဖြစ်လို့လဲကျွန်တော်နှစ်ပါးကနေကျွန်တော်တို့တမစင်ရှိတယ်လေပထမထွက်လာလို့ရှိရင်ကျွန်တော်တို့ကလူရှင်တော်လေးပြောရင်ကျွန်တော်အဆူလေးနဲ့ကပ်ပြီးထွက်လာတာပေါ့အကလေးနဲ့လည်းထွက်ပြီးရှိရောက်လို့ရှိရင်ကျွန်တော်တို့ကတရေတရားတတ်တယ်လို့ခေါ်တယ်အားလုံးကြီးမြင်းနဲ့ကမလူရှင်တော်လေးကဟိုဘက်တောင်ဒီဘက်တောင်ကနေမင်းသားကိုအာယုံစိုက်ပြီးကြည့်နေရတယ်မင်းသမီးကလည်းအာယုံစိုက်ပြီးကြည့်နေရတယ်အဲ့မှာကျွန်တော်တို့ဇက်ခေါ်တော့ဆွေမျိုးမဆက်ရဘူးတဲ့ဒုံမချစ်ရဘူးတဲ့ဆွေမျိုးဆက်တဲ့ကတယောက်နဲ့တယောက်စကားကြိတ်နဲ့ပြောနေဟိုပြေးတက်ကသူတို့ဘက်ကအာယုံရောက်မင်းသားအာယုံမရောက်တော့မင်းသားအာယုံမရောက်ရင်မင်းသားဘာလို့ပြောမှလည်းမသိဘူးဒုံချစ်တယ်ဆိုတာအောက်ကိုထိုင်ရင်ခေါင်းကိုပြီးတော့ဖိုချစ်ဒီချစ်နေကြအဲ့ဒါကလည်းမင်းသားအာယုံပြက်တယ်ကြောင့်မင်းသားဝိုင်းပြီးအာယုံပြသွားတယ်မင်းသမီးကဘာပြောလို့ဆိုတော့ဒီမင်းသားကကြိုတိစိန်စားဆိုလို့ရှိရင်ကြိုတိစိန်ကိုဝင်ပြီးအာယုံမှာကြိုတိစိန်ဘာလုပ်တယ်ကောင်းခြင်းမကောင်းခြင်းကိုပြည့်တယ်ကသိမယ်လေအဲ့ကြိုတိစိန်အောင်မြန်မှဒီဇက်တို့အဖွဲတစ်ဖွဲလုံးကိုကြိုတိစိန်အောင်မြန်ကြိုတိစိန်ဒီဇက်ကိုမိခိုးပြီးတော့အားလုံးကစာဝတ်နေပြည်လေကြမှာဘူးတောင်းဇက်ဆရာလို့ခေါ်တယ်နော်နောက်တော့ဇက်မှာလည်းဒီဇက်ဆရာကိုနိုင်ကဒါအများကြီးရှိပါတယ်အများကြီးရှိတယ်ဆိုတာဘာဖြစ်လို့လဲဆိုတော့ဇက်ဆရာကိုနိုင်ကမင်းသားတယောက်ဖြစ်လာလို့ရှိရင်နေရီပိုင်းတာအောင်ငါဇက်ထုတ်ကဒီနေ့ငါကမဲ့ဇက်ထုတ်ကတော့ဟဟလားဘာဇက်ထုတ်အဲ့ဘာဇက်ထုတ်မှာဆိုလို့ရှိရင်ဘယ်နိုင်ကြီးဆိုရင်ငါဇက်ထုတ်ကပြီးတယ်ဒီနေ့ညဆိုရင်ပြဇက်ကပြီးပြီပြဇက်ကဘယ်နိုင်မှာပြီးတယ်ပြဇက်ပြီးတဲ့ကမှငါဇက်ကလိုက်လို့ရှိရင်ဘယ်နိုင်ဆိုမိုးလင်းတယ်အဲ့တော့နေရီပိုင်းတာတယ်မင်းလားနော်နေရီပိုင်းတာအဲ့လိုနေရီပိုင်းပြီးတော့မှနော်နေရီပိုင်းတဲ့အခါမှာလည်းကိုကဘုံနှစ်ပါးလဲတူရိုးကတည်းတူရိုးကရှေကတည်းကပေါ့နော်အဲ့လိုလေးကျွန်တော်ဇက်မှာအဲ့ဒီလိုမင်းသားလုပ်တဲ့လူကတာဝန်နေကြီးတယ်တာဝန်နေကြီးတယ်နော်အဲ့ဒီတော့ကျွန်တော်တို့ကနှစ်ပါးထွက်တဲ့အခါမှာလည်းမင်းသားခုနပြောတဲ့ထွက်လာပြီးလို့ရှိရင်ခုနောက်ဆိုတယ်ခုနောက်ဆိုမင်းသားရှိအနံလေးပြတာပေါ့ကျွန်တော်အဖေက16နှစ်သားဆုံးကျွန်တော်တို့ခင်မှာတော့ဇက်ရဲ့အုပ်ဆောင်ပေါ်ဗျာပြောလို့ရှိရင်ဖခင်ကြီးလို့ပြောလို့ရတဲ့ဦးရှိမတင်တို့မောင်တို့ဦးစိန်အောင်မင်းတို့ကျွန်တော်မိခွာတာပေါ့ကျွန်တော်ကတဲ့အချိန်မှာကမန္တလေးမှာကျွန်တော်တို့တရွယ်သေးပေါ့ငါးမီယာတင်သိန်းနော်ရန်ကုန်စော်ဝင်းကျွန်တော်အရှိကတော့ကိုစိန်လာအောင်ပေါ့ဗျာနော်အဲ့ဒါတွေကျွန်တော်တို့မြန်ချင်းဆိုင်နေကျွန်တော်တရွယ်သေးဒီပါဒါမှအောင်မြင်ဆုံးကတော့အဲ့လိုငါးမီယာတင်သိန်းကအောင်မြင်ဆုံးပါပဲနော်ကျွန်တော်ကဘာမှအတန်မရှိတော့ရင်ထဲမှာတတ်ထားတဲ့ဥစ္စာတွေကျွန်တော်အဖေတင်ခဲ့တဲ့ဥစ္စာတွေလှုပ်ချင်နိုင်လှုပ်လို့မရဘူးနော်အဲ့လိုလေးပြောတာပါအဲ့တော့ကျွန်တော်တို့ကအခုတော့မင်းသားတော်ကတင်ခဲ့တဲ့စာပေပရိယတ်တွေကအသက်82နှစ်ဆိုတော့ကျွန်တော်မှအကျိုးရှိပါတယ်ကျွန်တော်တရားဓမ္မတွေမှာဒီစာပေပရိယတ်တွေကြောင့်ကျွန်တော်မှပို့ပြီးတော့တာမန်လူလေးလာတဲ့ကျွန်တော်မှအလွယ်တကူသိမြင်ရတာပေါ့ဗျာနော်အဲ့တော့ပြောကြတာကအခုခေတ်မင်းသားလေးတွေကျွန်တော်တို့ကဗာပြောတော့ကျွန်တော်ခေတ်မှာဆိုလို့ချင်းခုနဟိုပါပေါ့ဗျာဟိုပါပေါ့ကိုဝင်းမို့လို့ကိုဆန်းဝင်းတော့ကျွန်တော်တို့ရှိမှာဗျကျွန်တော်တို့ရှိမှာကျွန်တော်တို့သူတို့နောက်ကမင်းသားလေးတွေအဲ့ကျွန်တော်တို့နောက်ရဲ့မာအခုကျွန်တော်တို့ဟိုပါပေါ့သိန်းစော်တို့ဆိုတာမင်းသားမဖြစ်သေးဘူးသိန်းစော်မင်းသားမဖြစ်သေးဘူးနော်ဥရှင်နဲ့တင်တော့ပွင့်မှုကြနာမှုမော်ဇာလာတို့ပြဿနာတွေခံမြိုင်နဲ့ပြဿနာနဲ့တော်လေးကိုပြည့်တတ်တာစားနေတဲ့အချိန်ပေါ့ဗျာအဲ့ဒီလိုလေးပေါ့အဲ့တော့ကျွန်တော်တို့ကတဲ့အချိန်မှာခုနပြောတဲ့ငါမီယာတင်သိန်းကတော့မန္တလေးမှာအောင်မြင်ဆုံးမှာမတ်ပြေတာတို့လည်းခက်စားတော့ပေါ့ဗျာအဲ့တော့ခုမင်းသားလေးတွေလည်းခုနပြောအကကောင်းလို့ကြီးမပြီးဘူးနော်စမ်းလေးရှိနေတဲ့အချိန်မှာကြိုးစားကြပါနော်တယောက်နဲ့တယောက်သမင်းသေးရင်တင်းတင်းမြတ်မြတ်တဲရှူနေကြပါနော်အဲ့ဒါကျွန်တော်တို့ကခုနပြောတဲ့ပရိခံတွေကိုလည်းကြောင်းကြင်ပြောတတ်အောင်လေ့လာကြပါအကြောင်းအကြံဉာဏ်ပေးကြတာကကျွန်တော်အဖေကတော့ခုနပြောတဲ့မိလာမှာဝါကီနေကာလာမှာလည်းဥဝထသူ့ရဲ့အတွင်းမှုကတော့ဆိုင်းစရာကြီးစိန်မောင်းခင်းနောက်တစ်ခါတပေကောင်းကြီးမှလည်းထားဝစဉ်တည်တဲ့အထိ